baby ငါဝလာပြီလား မဝပါဘူး Google Flow ဆိုတာဘာလဲဘာတွေလုပ်လို့ရလဲဘယ်မှာရှာပြီးဘယ်လိုသုံးရမလဲပြီးတော့ဒါကြီးကဘယ်လောက်ထိ free ရတာလဲဒါတွေအားလုံးကိုလက်တွေ့အသုံးပြုဖြေပြသွားမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါအားလုံးပဲမင်္ဂလာပါလမ်း AI မြန်မာ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်သွားမယ့်အကြောင်းအရာကတော့အရှိ tutorial ရဲ့ comment မှာမိတ်ဆွေတွေမင်းနေကြတဲ့ Google Flow အကြောင်းပဲဖြစ်ပါတယ် Google Flow ကိုအသုံးပြုမယ်ဆိုရင်တော့မြန်မာကမိတ်ဆွေများ VPN ချိတ်ဖို့လိုအပ်ပါတယ် Chrome ကနေ flow.google လို့ရိုက်ချလိုက်ပါအကောင့်မဖွင့်ရသေးရင် Gmail နဲ့ sign up လုပ်ပါအကောင့်ဖွင့်ခြင်းမှာ free credit 100နဲ့ daily credit 50စုစုပေါင်း150ရပါမယ် credit အသုံးပြုပြီးနောက်24နာရီမှာ credit 50ပြန်ပေးပါတယ် daily credit 50ကစုထားလို့မရပါဘူးဒီနေ့မှာ credit 20ကျန်နေထားပါတော့နောက်နေ့မှာ80မဖြစ်ပါဘူး50ပဲဖြစ်နေပါလိမ့်မယ် credit ကုန်ကြမှုအကြောင်းဒီ website မှာ free user တွေအကောင်းဆုံးရတာကပုံကို Gemini logo မပါဘဲ free စိတ်ကြိုက်ထုတ်လို့ရတာပဲဖြစ်ပါတယ်ရွေးချယ်စရာ model အနေနဲ့လည်း3မျိုးရှိပါတယ်ဗီဒီယိုထုတ်မယ်ဆိုရင်တော့ Omni Flash VEO 3.1 Lite VEO 3.1 Fast VEO 3.1 Quality ဆိုပြီး4မျိုးရှိပါတယ် Omni Flash ကတော့အခု update မှာပါလာတာဖြစ်ပြီး10စက္ကန့်အထိထုတ်လို့ရပါတယ်ကြာချိန်ကို4စက္ကန့်6စက္ကန့်7စက္ကန့်10စက္ကန့်ဆိုပြီးရွေးလို့ရပါတယ်စက္ကန့်အလိုက် credit ကုန်ပါတယ်အများဆုံး10စက္ကန့်မှာ credit 30ကုန်ပါတယ် VEO 3.1 Lite ကတော့10စက္ကန့်စာဗီဒီယိုတစ်ပုဒ်အတွက်10 credit ကုန်ပါတယ် VEO 3.1 Fast က credit 20နဲ့ VEO 3.1 Quality က credit 100ကုန်ပါတယ်အသစ်ပါလာတဲ့နောက်ထပ်မုတ်ကတော့ agent ပဲဖြစ်ပါတယ်ကိုကဘာတွေဖန်တီးရမလဲမသိတာပဲဖြစ်ဖြစ်ဖန်တီးခြင်းတဲ့အကြောင်းအရာအတွက်တိုင်ပင်ခြင်းတာပဲဖြစ်ဖြစ်မြန်မာလိုပြောပြီးတိုင်ပင်လို့ရပါတယ် laptop နဲ့ဆိုပိုပြီးအဆင်ပြေပါတယ်ဖုန်းနဲ့ကနည်းနည်းခက်ပါတယ်ဗျာ tutorial အစဆုံးကိုတော့ဖုန်းနဲ့ပဲလုပ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး Chrome ကနေ flow.google ကိုရိုက်ချလိုက်ပါ flow ကိုတွေ့ပြီဆိုရင်နှိပ်လိုက်ပါအကောင့်အသစ်ဆိုရင် sign up ကိုလုပ်ပါ new project မပေါ်လာသေးသူများ Google Flow ကြော်ညာလေးကိုကြော်ပြီး guest tag ကိုနှိပ်ပါ new project ကိုနှိပ်ပါအခုလိုလေးပေါ်လာပြီဆိုရင်ဝိုင်းပြထားတဲ့နေရာကိုနှိပ်ပြီး desktop mode ကို on လိုက်ပါအရင်က desktop mode မဖွင့်မဲသုံးရတာအဆင်ပြေပေမဲ့အခု update မှာအဆင်မပြေတော့လို့ပါ desktop site ဖြစ်သွားပြီဆိုရင် agent ဆိုတာပေါ်လာပါပြီမြင်ကွင်းအချုံချက်လိုသလိုလုပ်နိုင်ပါတယ် agent ကိုနှိပ်ပါကိုကဘာမှစီစဉ်ထားတာမရှိလို့စိတ်ထဲရှိတာရေးလိုက်ပါမယ်သူကကျွန်တော်ကို idea တစ်ခုပေးလာပါပြီအောက်က print box ကနေခေါင်းစဉ်သုံးလို့ရွေးလိုက်ပါမယ်သူကအဲ့အတွက် idea ထပ်ထုတ်ပေးလာပါပြီသူ့ကိုပြန်ဖြေလိုက်ပါမယ်သူကဗီဒီယိုနဲ့ဆိုင်နဲ့ဆင်းလိုက် storyboard ဆွဲမလားလို့မေးနေပါတယ်ကျွန်တော်လိုချင်တဲ့ပုံစံကိုရေးပြီးပို့လိုက်ပါမယ်သူကလိုအပ်တဲ့ပုံတွေထုတ်ပေးရမလား credit မကုန်ဘူးလို့ပြောတဲ့အတွက် approve ကိုနှိပ်လိုက်ပါမယ် frame လိုက်ပုံတွေထုတ်ပေးလာပါပြီ frame နဲ့လို့ထပ်ထည့်ဖို့ပြောလိုက်ပါမယ်သူကထပ်ပြီးပုံထုတ်ပေးလာပါပြီစိတ်တိုင်းကြပြီလားဗီဒီယိုဖန်တီးမလားလို့ပြောလာတော့ကျွန်တော်က okay လို့ပို့လိုက်ပါတယ်သူကဗီဒီယိုကိုတခါတည်းထုတ်ပေးလာပါပြီတခါတလေမှာ credit 30ကုန်ပါမယ်လို့ပို့လာတတ်ပါတယ်ကဲဗီဒီယိုလေးရလာပါပြီဗီဒီယိုကိုကြည့်ရခက်နေရင်တော့ download ကိုအရင်ဆွဲလိုက်ပါအမေကတော့ခိုင်းပြီငါခါးလဲရတော့မယ် ဗီဒီယိုလေးကိုတေချာစစ်ကြည့်လိုက်တော့ငါခါလဲလဲတော့မယ်လို့ဖြစ်သွားပါတယ်ဗီဒီယိုမထုတ်ခင်တေချာစစ်ဖို့လိုပါတယ်ဒီ agent နဲ့စကားပြောတာက credit ရှိပါတယ် Google Pro အကောင့်ဝယ်ထားသူများကတော့တော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်ကတော့ free အကောင့်နဲ့သုံးတာဖြစ်တဲ့အတွက် limit ထိသွားပါတယ် ChatGPT Gemini မှာအရင်ဆုံးလိုချင်တဲ့ဇာတ်လမ်း camera position dialogue တွေကိုအချောထုတ်ပြီးမှ flow agent မှာတိုင်ပင်တာကပိုပြီးအဆင်ပြေပါမယ် ChatGPT အကူအညီနဲ့10စက္ကန့်စာဇာတ်လမ်းလေးဖန်တီးလိုက်ပါတယ်အကြောင်းအရာတွေကို copy ယူပြီး flow agent ကိုပို့လိုက်ပါမယ်လိုချင်တာက 3D animation မလို့စာအနှဲငယ်ဖြည့်လိုက်ပြီးပို့လိုက်ပါမယ် flow agent က analyze လုပ်ပြီးပုံထုတ်မလားလို့ပို့လာတော့ okay လို့ပို့လိုက်ပါမယ် agent မှာ storyboard အတွက် credit 0 approve လုပ်ဖို့နှိပ်ခိုင်းတော့ကျွန်တော်နှိပ်ပေးလိုက်ပါတယ်
approve လုပ်ပြီး storybook ပုံထွက်လာပါပြီအဆင်ပြေလားလို့မေးတော့ကျွန်တော် okay ထပ်ပို့လိုက်ပါမယ်ကိုကသူထုတ်ပေးတဲ့ character design ကိုမကြိုက်ရင်လည်းအပေါင်းလေးကိုနှိပ်ပြီးကို့မှာရှိပြီးသား character ကို upload တင်နိုင်ပါတယ်သူကဒါကို reference ယူပြီး10 second စာဗီဒီယိုထုတ်မလားလို့မေးပါတယ်ကျွန်တော်က okay လို့ပို့လိုက်တော့ credit 30ကုန်ပဲထုတ်မလားဆိုပြီးပြန်မေးပါတယ်ကျွန်တော်က approve ကိုနှိပ်လိုက်တော့ခဏကြာမှာပဲဗီဒီယိုလေးရလာပါပြီဗီဒီယိုကိုထောက်ပြီးကြည့်ရခက်နေရင်အစောအတိုင်းပဲ download ရင်ဆွဲပြီးမှကြည့်လိုက်ပါ baby ငါဝလာပြီလား မဝပါဘူးဒါပေမဲ့ Face ID တောင်မမှတ်မိတော့ဘူး Bro save me ဗီဒီယိုမှာတော့တေချာမပြင်ဆင်ထားတဲ့အတွက်လိုအပ်ချက်တွေတော့အများကြီးရှိနေပါတယ်ကိုကတေချာပြင်ဆင်ပြီးမှထုတ်ရင်တော့အတော်လေးကောင်းတဲ့ quality ကိုရလာမှာဖြစ်ပါတယ်စာသားတွေပါနေတာကလည်းဗီဒီယိုမထုတ်ခင်ကတည်းကပြင်ထားဖို့လိုပါတယ်အဓိက storybook ထုတ်ပြီးရင်ပုံတွေကိုတေချာပြန်စစ်ဖို့ပါပဲနောက်ထပ်အသုံးများဆုံး6 second စာ credit 30ပဲကုန်တဲ့ video 3.1 like ကိုသုံးပြသွားမှာဖြစ်ပါတယ်ပထမဆုံးကိုမှရှိတဲ့ပုံနဲ့ ChatGPT ကို script, scene, camera, dialogue အစုံပါတဲ့6 second စာဗီဒီယိုအတွက်ရေးခိုင်းလိုက်ပါမယ်ရလာတဲ့အချက်လက်တွေကို copy ကူးပြီး notes မှာတွားစစ်ကြည့်ပါမယ် dialogue ဘာသာစကားတွေမှာလွဲမှာဆိုလို့ dialogue တွေရဲ့အပေါ်မှာ Burmese speed dialogue လို့ဖြည့်ပြီး copy ကူးပြီးယူလိုက်ပါမယ် Google Flow ကိုတွားပြီးဗီဒီယိုလုပ်ရှင်တဲ့ပုံကိုထည့်ဖို့အပေါင်းလေးကိုနှိပ်ပါမြင်ကွင်းချုပ်ပြီး upload image ကိုရွေးပါထည့်မဲ့ပုံကိုရွေးပါရလာပြီဆိုရင် app prompt ကိုနှိပ်ပါ prompt box မှာအစောကယူလာတဲ့စာကိုထည့်ပြီး video setting ကိုချိန်ပါမယ်ဗီဒီယိုထုတ်မှာဖြစ်တဲ့အတွက်ဗီဒီယိုကိုရွေးလိုက်ပါမယ်မြန်မာစာမှန်ဖို့အတွက် ingredient ကိုရွေးလိုက်ပါမယ်ဗီဒီယိုရွယ်စားမှာကိုလိုချင်တဲ့အရွယ်စားကိုရွေးလိုက်ပါအရေးအတွက်နေရာမှာတော့တစ်ကိုရွေးလိုက်ပါမယ်ဗီဒီယို generate model မှာ video 3.1 like ကိုရွေးလိုက်ပါမယ်ဒါတွေအားလုံးရွေးပြီးပြီဆိုရင်တော့ဗီဒီယိုကိုထုတ်လိုက်ပါမယ် ingredient ရွေးရတဲ့အကြောင်းရင်းကတော့မြန်မာစာမှန်ဖို့ပဲဖြစ်ပါတယ် frame နဲ့ထုတ်ရင်မြန်မာစာလုံးဝမမှန်ပါဘူးရလာတဲ့ဗီဒီယိုလေးကိုစစ်ကြည့်လိုက်ပါမယ်ကြည့်ရခက်နေရင်တော့ဗီဒီယိုလေးကိုအရင်ဆုံး download ဆွဲပြီးမှကြည့်လိုက်ပါ ငါနဲ့နီးလာတိုင်းနင်နာကျင်ရတယ် နာကျင်တာထက်နင်ပျောက်သွားမှကိုပိုကြောက်တာ ငါမလို့ကျင်ဘူးနင်နာကျင်ရမယ့်အချစ်မျိုး script မှာတက်တော့ script ပါသွားတာမစစ်မိလိုက်လို့ဗီဒီယိုမှာစာတွေပါနေတာပါမထည့်ရင်အကောင်းဆုံးပါပဲ credit အနည်းဆုံးကိုအသုံးပြုထားတာဖြစ်လို့ target နေရင်ပိုကောင်းတဲ့ result ကိုရလာပါလိမ့်မယ်ဒီမှာနောက်ထပ်အသုံးပြုလို့ရတဲ့ true တွေအများကြီးရှိပါသေးတယ် character မှာတော့လိုချင်တဲ့ character ကိုစိတ်ကြိုက် free prompt ရေးပြီးထုတ်နိုင်ပါတယ်စင်းကတော့ကျွန်တော်တို့အရင်ကထုတ်ခဲ့တဲ့ဗီဒီယိုတွေဓာတ်ပုံတွေဖြစ်ပါတယ်ထူးမှာတော့ကလစ်စရာလေးလာစရာအစုံရှိပါတယ်ဗီဒီယိုကအရန်ရှည်သွားပြီဖြစ်လို့မိတ်ဆွေတို့အချိန်ရရင်စမ်းသပ်ကြည့်ကြပါအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ အမေကတော့ခိုင်းပြီငါခါလဲလဲရတော့မယ် baby ငါဝလာပြီလား မဝပါဘူးဒါပေမဲ့ Face ID တောင်မမှတ်မိတော့ဘူး Bro save me ငါနဲ့နီးလာတိုင်းနင်နာကျင်ရတယ် နာကျင်တာထက်နင်ပျောက်သွားမှကိုပိုကြောက်တာ ငါမလို့ကျင်ဘူးနင်နာကျင်ရမယ့်အချစ်မျိုးသွားပြီအိုးဒုက္ခပဲမကြောက်နဲ့ငါလက်ကိုပဲမြဲမြဲကင်ထားဟူးအာ အခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲလမ်း AI မြန်မာကနေအရင်တင်ဆက်ပေးခဲ့တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ tutorial တွေကိုလည်းအောက်က comment section မှာစုစည်းပေးထားပါတယ်အဲ့ဒီ link တွေကနေတဆင့်အလွယ်တကူပြန်လည်လေ့လာနိုင်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်အကျိုးရှိတယ်ဆိုရင်တော့ like လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အောင်နော်ဒါအပြင်နောက်ထပ်ဘယ်လို AI နည်းပညာတွေဘယ်လို tutorial မျိုးတွေကိုတင်ဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးသွားပေးပါဦးကျွန်တော်တို့ရဲ့ဗီဒီယိုအသစ်တွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်